ကဲအမျိုးတို့ရေစောအောင်ကြည့်ပေးကြော်မသွားနဲ့နော်အပေးစကားလေးပြောခဲ့ပြီးရင်ဝိုင်းရှယ်ပေးပေါ့နော်ကျွန်တော်နည်းနည်းညံ့သွားတယ်ဗျာဒီဘက်ကျွန်တော်နည်းနည်းညံ့သွားတယ်ကျွန်တော်ဒီတစ်ပတ်ကနန်းကိုကျွန်တော်တပွင့်မဲ့ပေးမယ်ပေါ့နော်တကွက်ပဲပေးမယ်ကျွန်တော်ဆုံးဖြတ်ထားကြတကွက်ပဲရွေးထုတ်တယ်ဒီတစ်ပတ်ကျွန်တော်တကွက်ပဲရွေးထုတ်တယ်ဘယ်နှကွက်မှမထုတ်တကွက်ပဲထုတ်တာအဲ့ဒါကိုကျွန်တော်6လေး4ကိုအတွဲကိုရတာအပိုင်6လေး4ကိုအတွဲအပိုင်ရပြီနော်ကျွန်တော်အပိတ်ကနန်းကိုရှာတယ်အပိတ်ကနန်းကိုရှာတော့ကျွန်တော်ဗာရတယ်3ညရတာဗျာ6လေး4ကိုအတွဲရပြီအပိတ်ကနန်း3ညရတာနော်6လေး3ညလို့ရပြီအဲ့မှာ6လေး4ကိုအပိုင်ကင်နာပြီနော်ဒီ3ညကိုကျွန်တော်မပေးခင်တရက်မှာကျွန်တော်ကပါဝါများထွက်မလား3ညရဲ့ပါဝါ9များထွက်မလားနော်ကျွန်တော်အမှတရက်လုံးကိုစဉ်းစားသေးတယ်ငါပေးရင်ကောင်းမလားဒီတိုင်းတွက်လို့ရတဲ့3ညကိုပေးရင်ကောင်းမလားတရက်ကြော်စဉ်းစားရနော်ကျွန်တော်ငါပေးရင်ကောင်းမလား3ညပေးရင်ကောင်းမလားဆိုတော့ကျွန်တော်လေးဒီနော်ပါဝါချင်းပေးလိုက်ရမှာနောက်ဆုံးကျွန်တော်ဆုံးဖြတ်ချက်ကဒီတိုင်းတွက်လို့ရတဲ့အတိုင်း3ညပဲပေးမယ်ဆိုပြီးတော့လေနော်ဒီ6လေး4ကိုအတွဲနဲ့3ညနဲ့ကိုပေးလိုက်တာကျွန်တော်လေးခေါင်းကိုက်နေဒီနေ့လေခေါင်းကိုက်နေရပဲကျွန်တော်ထိုးကြည့်များတယ်ကျွန်တော်များတယ်ထိုးကြည့်များတယ်တပွင့်မဲ့ထုတ်တာလေနော်ကျွန်တော်တပွင့်မဲ့ထုတ်တာကြောက်မလို့ကျွန်တော်ညံ့သွားတယ်မျိုးရည်နည်းနည်းစိတ်သက်ကြတယ်ကျွန်တော်လည်းနည်းနည်းစိတ်သက်ကြနေပြီเนาะ line share နဲ့ကူညီပေးเนาะအခုလာမယ့်နောက်တစ်ပတ်ကျွန်တော်ပြန်ထုတ်ပေးမယ်အိမ်မက်ကနန်းကလည်းလာဒီ851တဲ့အိမ်မက်ကနန်းကလည်းအိမ်မက်ကနန်းကလည်းတပွေးလျှော့လိုက်ခု9ကလည်းဒီပထမစုရဲ့အရှိမသွားထွက်တယ်เนาะအရှိမသွားထွက်တယ်ဒီကျွန်တော်တွက်တဲ့ပန်းပွင့်မှာကျွန်တော်ရင်နာလို့မစောဘူးကျွန်တော်လာပြောပြတာအမျိုးတို့ဒီတစ်ပတ်ကျွန်တော်ပြန်လုပ်ပေးမယ်တပွင့်ပဲအမျိုးတို့ကျွန်တော်ပေးတဲ့ပန်းပွင့်လေးကိုကြိုက်ရင်ပေါ့အမျိုးတို့လည်းနည်းနည်းတော့ကစားပါနော်ထိုးပေးပါကျွန်တော်ယုံရင်ပေါ့အမျိုးတို့ကနန်းနဲ့အမျိုးတို့ဆော့လို့ရတယ်နော်ကျွန်တော်ပန်းပွင့်လေးလည်းနည်းနည်းဆော့ပေးဟုတ်လားကျွန်တော်အများကြီးမပေးဘူးဒီလိုပဲကျွန်တော်ပေးတပွင့်2ပွင့်ပဲနော်အခုလာမယ့်အပတ်လည်းကျွန်တော်တပွင့်ပဲပြန်ထုတ်ပေးမယ်တပွင့်ပဲပေးမယ်ကျွန်တော်ကထိုးကြီးများတယ်ကျွန်တော်ရရင်ကျွန်တော်အများကြီးရတာနော်ကျွန်တော်ရရင်ကျွန်တော်ကကားတစ်စီးလောက်ရမှကျွန်တော်ကျင်းတတ်တယ်လေအဲ့လိုမျိုးကားတစ်စီးလောက်ရမှကျင်းတတ်တာကျွန်တော်အိမ်တစ်လုံးလောက်ရမှကျွန်တော်ကျင်းတတ်တာအဲ့လိုမျိုးတစ်ခါရရင်ပေါ့နော်ကျွန်တော်အဲ့လိုစားနေတော့ကြီးတယ်အဲ့ဒါကြောင့်အမျိုးတို့ကျွန်တော်ကအားပေးတယ်ဆိုရင် line share လေးအများအားလုပ်ပေးကျွန်တော်ရဲ့ပန်းပွင့်လေးကပိတ်တာများတယ်เนาะတချို့တိုင်းတွေမှာပိတ်ဘူးပိတ်တဲ့တိုင်းတွေများတယ်ကျွန်တော်ကနည်းနည်းစောလေးတင်ပေးမယ်เนาะ9ရက်လောက်အလို4ရက်5ရက်အလိုတင်ပေးတဲ့အတွက်ကြောင့်မလို့အမျိုးတို့တင်တာနဲ့တွေးချင်ရင် like and share အများအားလုပ်ထားပေးဘာတင်လုပ်ထားပေးเนาะကျွန်တော်ကမတင်ခင်လည်းကြိုတင်ပြီးတော့ကျွန်တော်တတိပေးတယ်တင်ပြီးရင်လည်းဆက်တင်ပေးတယ်เนาะအတိကဒိုင်ပိတ်မှာပဲကြောက်တာเนาะအားကြောင့်အမျိုးတို့ like and share လုပ်ထားပေးအဲ့ဒါဆိုရင်ကျွန်တော်တင်မယ်တွေ့ပြီเนาะအားလုံးပဲမင်္ဂလာပါဗျာ